နောက်ထပ်ကျွန်တော်စကားပြောပုံစံတစ်ခုကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဆိုတော့ပေးပြောပါပေးလောက်ပါဆိုတဲ့ပတ်တန်မျိုးတော့ကျွန်တော်တစ်ခေါက်တင်ထားခုပါတယ်အဲ့တော့ကျွန်တော်ပုံမယ်ပေါ့နော်အခုကျတော့ပြန်ပြီးရှင်းပြတာပါဆိုတော့မော်နီကာစကားပြောလို့ရှိရင်ပေးလောက်ပါပေးပြောပါပေးစားပါဦးနောက်ပေးသွားပါနောက်ပေးလာပါနောက်ထက်ကြတယ်အဲ့ဒါဘာနဲ့တူလဲဆိုတော့လောက်ခွင့်ပြုပါဆိုတာမျိုးပေါ့လေကျွန်တော်ပေးလောက်ပါဆိုရင်ကျွန်တော်လောက်ခွင့်ပြုပါနောက်ပေးစားပါကျွန်တော်ဆိုလို့ရှိရင်တော့ကျွန်တော်ကြွေးပါအောင်ကျွန်တော်စားခွင့်ပြုပါဆိုတဲ့ပြောတဲ့တွေကပုံစံမျိုးပေါ့โอเคဆိုတော့ဒီမှာပေါ့နော်ဒီမှာကောင်းဟောင်းကြီးပေါ့နော်ဒီမှာပေးပြောပါဆိုရင်တော့ကောင်းဟောင်းကြီးလို့ပြောတာဆိုတော့ဒီ home ကဒါကျွန်တော်ရှင်းပြဖို့သလိုပဲပေါ့နော်ဒီဟာက method ဆိုတော့လုံးကြီးတင်တစ်ချောင်းငယ် method ပေါ့နော်ဒီလုံးကြီးတင်ရဲ့ method ရဲ့ပေါင်းရေးထားတာမလို့သူကဒီအတူကောက်ရေးထားတယ်ဆိုတော့သူရဲ့အတန် track ကတော့ method ဆိုတော့ m နဲ့စုံတယ်အဲဒါကြောင့်ကျွန်တော် home ဆိုပြီးကျွန်တော်ထည့်ထားတာအရင်တော့ပြပြဖို့တယ်ဒီကောဟောင်းရေးဆိုရင်တော့ဒါကပြပြောပါဆိုတဲ့စကားလုံးမျိုးအဲ့လိုမျိုးပဲ